Zinga. Hold a dead boy. Mo, diba queer. Yeah, why you want to Oh, the one. Could it need them? The daddy don't need out. Will a gun. Udamaru Jama only bear Yahoo. We don't have him at Yahoo. Like the how there. Go to the Eddie, Gandhi, Eddie. How they be out from Babini almost long. Ah, Family 7 country. to a Hoa Machine, take my machine. Huh? Take my load up. Take my load up, Martina. Die about it. When I do board, this is about labor data. So, what is it? When I need it. You have a shit of one. Yeah, 2 and not a little bit. In Nigeria. In our way. Oh, Again. Abeado. Don't you know? Choma, oh, I am young. And this only a blue. Fatigue, not call a yard. Fatia. Through a lady. Carina. Yes, yes, all is right. I did when I'm out. Penari. The money season is here. Yeah. I'm the one. You do your easy musician. Good, do if you want. Need some few of them. Huh? Need them here, a mammy here. What do you die by? I did she, huh? Ain't that? Ain't that a lot, Jimala? Why are you? Stand here, shady, the garden. Yeah, out. Ah, you go here. Huh? Put a good hair, you go down. I'm missing out of it for it. Wow.မရှိဘူးဒီလိုအုပ်ဒါကိုပြောတာသူကထဲထဲမှာဟိုဟာရှိတယ်လေဒါပေမဲ့အဲ့ဒီအုပ်ကူကအရင်ဖုံးကြီးအုပ်ကူအရင်ဒီဟိုပါပေါ့
တက်ရှာ ခရစ်ယာန်ဘုန်းကြီးအဲ့လိုရှိ ဟုတ်မဟုတ်ဦးပြန်ဟိုကမလုံးဟိုဘက်ကျော် မလုံးဘတ်ကျော်မလုံးဘတ်ကျော်ဒီနေ့တာကိတာအာကိတာအတူတူပဲတာကိတာဟိုကတော့လေးဆရာတော်လေးလာ တဲ့အယောင်က အယောင်ကွဲနေတယ်ဂိုင်းလေးချောင်းဖြစ်နေတယ် ဟာလေအိန္ဒိယလာ ဒါဆိုအိန္ဒိယဆိုအေးလို့ပြောလို့ရ ဟိန္ဒီလိုတော့ပြောလို့ရတယ်ဟိန္ဒီလို အဲ့ဒါကဘူးသီးတွေချက်လို့ရ အကောင်ဒီမှာလာအိတ်နေပါအကောင် ဘူးဒီလေးညုံထိုးအောင်လေ လကားပြောဘိုင်းငယ်တော့ဗာတင်လားဘာဦးရေကူးနေဒီဆေးကူးရေမရပါနော်ဟိုအများကြီးပဲခါလေးဘာကြီးလဲရက်ကလေးရည်ဒီတဲ့တတ်ဆိုတာတကအမေတို့ခက်ခါလို့ပြောအဲ့လို အဲ့ဒီမှာနေတာကြာရောဒီမှာ အေးပြတာစတက်ရှင်းလို့ပြ တန်ရှင်းတယ်ဩ အဲ့တွန်လေးပါလေတွန်လေးပဲဦးတော့တွန်လေး ဒီမှာ သွားဒီမှာ တွန်လေးပါလေတမိုင်းမှုပါလေမြောက်စမ်းတော့လို့သိရောက် ရောက်တော့အဘက်တွေကဆုံးပြီအကုန်လုံးနေရလန့် သူ့ပါလေတကယ်တမိုင်းကြောင့်ရှိတဲ့တွန်လေးမှာဇေဒီကြီးရှိ ဇေဒီတွေရှိတယ်ဒီဟွာတွေခရစ်ယာန်ဘုရားကျောင်းတို့ဘာလို့လဲ အဲ့ဒါထားဗုဒ္ဓဘာသာကိုပြီး မော်ဒီကတ်တရတို့ဘာလို့မော်အဲ့ဒါတွေ ဘယ် လည်း လို သွား ကဲလေးကြောင့် ဒါကတ်တရအဲ့ဒါတွေကသွားလေ့လာဖို့တယ်စိန်ဟွာလေးစိန်ဂျိုးဆက်တို့ဟိုမှာရှိတယ်ကော်မူဟွာမှာညောင်ကုန်းမှာ ညောင်းတော့ အဲ ဦးဇာဒီဦးကဘာတော့ဘယ်လောက်ရ ခုကဟိုဟာပြ19 20ပေါ့20ပြည့် ဦးရငယ်ပါလား ငယ်လို့လား ဒီပါလက်တက်နဲ့ကြတော့လေဟုတ်တာ ဝါပြောတာ 40ဆိုတော့20ဆိုတော့နော်ဟုတ်တယ်မလားဒီပါပါရလေးကြီးပြောတာနော်အဲ့ဒါတော့ခုနဲ့သားသမီးတွေပြုံးနိုင်မှယူ အာ နော် ဟုတ်တယ် ပြုံးနိုင်လို့ရှိရင်ကြည့်တဲ့တိုင်းလေးတွေနော်မဟုတ်လားအဲ့ပြောရလေဒီပဲရှိရှိပြောလိုက်တာနော် ဟုတ်တယ် ဒါဦးဇုဒါဘီလက်မြေမရှိတဲ့ကိစ္စ อืม ဒီကလိတိဘူး ဒီဟာကြတော့ဘာတွေဟွာဖြစ်တယ်ဒီကြားကြတော့ထုံးလား ဘယ်ဦးစီငုတ်တော့မေ့တော့မထုံးသွားတဲ့ ဟုတ်လားပါလဲ မရဘူးလို့ပြောလို့ တာဝိုင်းနဲ့လောက်ဟုတ်လားသေးရင်ကောင်းကြီးရင်ကြည့်ဦးရင် ကျဲဦးဆိုလဲဟိုကောင်သူရဲ့စိတ်စားလို့ကြိုက်တော့ သူကကိုလိုဖြစ်သွားလုံးဝတခိုင်းမဟာမျက်မှုလေးပြရအောင်အဲ့တိုင်းတည်းက ညမလို့ဆို ဟွာ အော်အေး မန္တလေးဟိုကအဲ့ညာဒီအပြားတို့ကိုညာအဲ့ကြောင်းပြား ဘုံကျဲ အာအဲ့တော့သူက တူတူ ဒီကောင်းကြီးဒီဒီကောင်းကြီး ဒီကကြခိုင် ဒီကောင်းကြီးဘာမှမလုပ်ဘူးဆန်းပြီးပါ
မှဟိုဟာလေးရှိတယ်ပုဂ္ဂိုလ်လေးရှိတယ်ဟိုသူတို့ဟောတဲ့ကျောင်းသားဟုတ်မဟုတ်တာဒီတက်တက်ကလေးပါရောက်ခေါ်လိုက်တာဘာရောက်သွားကျောင်းသားအေးဘာရောက်တာအမေလည်းအမေလို့ခေါ်တယ်အမိုးကကိုယ်ဝေးတဲ့မိုးလို့ခေါ်တယ်အဲ့လေကအပေါင်းပါးတွေအဲ့လိုမိုးလို့ခေါ်တယ်မဟုတ်ဘူးအမေကအမိုးကိုယ်ကိုမွေးတဲ့အမေရောအမိုးကိုယ်ကိုမွေးတဲ့အမေကြတော့အမေလို့ခေါ်တာအပိုင်းရွာလာအဲ့လိုဘာလို့ရလဲအကြမ်းမှာကြောက်နေရဒီလက်သားတက်တော့အဲ့လိုပါကြ။အဲ့ဒီကြလည်းပြောတယ်ပြော။အဲ့ဒီကနေမှမြေကြောက်ရေပြန်မြင့်တော့ရှိရတာ။ဒီကလည်းအပိုင်းကြီးလည်းဘေကမြေလေးကမြေလေးဘောလေဗုဒ္ဓဘာသာဘုန်းကြီးနေတယ်တော်တော်ကြီးတူတယ်ပြော ကံထောက်စုဟို တော်တူတယ် ထုတ်လို့ရ အမရဘူးဦးစင် ရအောင်လား ဦးစင်ဟုတ်ပြီဒီတရားလေးသူထောက်သူမေးရအောင်ဖိုက်ရှင်ခေါလုံးကလည်းအမြင့်ကြီးကျိုးကလည်းရှည်ကြီးဒါဘာစနစ်လဲကွာလိလာထိုးတယ်မထိုးတယ်ပတ်သက်ကြအောင်မေးရမှာဘူးတို့ရရတယ်မလားဟုတ်ပါအဲ့တော့သတ်မှတ်ထားတဲ့ပတ်သက်တဲ့လူကလည်းရလာပြီဟုတ်တယ် ပတ်သက်တဲ့လူဆိုတာကအ ပိုင်းပဲရှိတာဟုတ်လို့ဖုန်းကြီးရှိမယ်ဆိုဖုန်းကြီးကပတ်သက်ဖုန်းတောင်းပေးထားတဲ့ပုံပေါ်လေးချန်လေးကိုဟုတ်ပါဇက်ကလေးဥပဒေထိုးလိုက်ဘုန်းကြီးကအစီအဝေးခေါ်လို့ထိုးတာလားဒါမှမဟုတ်ရင်အတုပကြောင့်ထိုးတာလားဒီစားဘောကျတော့ခေါ်လို့ try ရလာပြီဘာရောဦးလေးဆိုအခုပေါ်တူပြောမှုကို try တင်းရ3ညထိုးတယ်မနေ့6နိုင်နေပါလို့ဆိုတယ်7နိုင်နေပါလို့ဆိုပြီးညနေ6နိုင်နေပါလို့ဆိုတယ် 3 times a day ပေါ့ပြောမယ်ဆို3 times a day ဟမ် Have you finished with university? No, I haven't finished university. Have you finished your matriculation? Yes. Yes. For a month, I gained 40 degree. What? Master degree. What? Buddhism, Buddhism. No. So, not all. Can't do one. စင်းလို့စင်းဒါမဲ့ဦးစင်ဆက်သွားလိုက်လို့ဘာဖြစ်လို့ဆိုကံညာဝရိယလို့အစင်ဆက်ကပြောတယ်အဲ့တဲ့သွားလိုက်တော့ဟုတ်ဉာဏ်ဝရိယရှိအလောက်ကမဖြစ်ဘူး stop ပြရလားအဲ့တော့ဦးစင်းရတယ်အဲ့ဆရာကြီးဦးစင်းကြီးလို့ခေါ်ပါလေဆရာငါတကယ်ကြည့်တယ်အဖိုး ကံနဲ့ဆိုညံတဲ့ဝရိယတော့ ဉာဏ်ဝရိယဆိုရင်အလောက်ကမဖြစ်ဘူးဗျာကံဝါရတစ်ခုဖြစ်သုံးနေတာလို့ဘာပြောမရှိလို့ဒါဝါရအသေးနောက်ကတဘာဝဆိုတာလဲဝါရမရှိလို့ဟိုနိဗ္ဗာန်ဆိုတာလဲဝါရကောင်းကင်ဘုံဆိုတာလဲဝါရတစ်ခုကောင်းမွန်သူကတိလာတဲ့အကြောင်းကိုပြောချင်တယ်ဟာကောင်းပြီကုန်ပြီစင်းနေအဘာပြောလေဒီဟာလည်းတွေ့ပါပဲသူပေါ့ဒီစကလုံးကိုကျွတ်နာမည်လေးရှိတယ်သူကလည်းသူထွားကြမသိဘူးတဘာဝတန်းရှိတယ်နာမည်တစ်ခုတက်ပေးလိုက်တက်ပေးဒါတက်ဟုတ်အဲ့လိုပြောတာဘာကြဘိုက်ပါဠိနဲ့နည်းနည်းဒါမျိုးလေတော့တုံတန်တွေကလည်းမတက်ပေးနိုင်ဘူးတကယ်အစစ်ရှိတဲ့တယောက်အနေနဲ့လူသားတယောက်အနေနဲ့မှတက်ပေးနိုင်အဲ့ဒါမျိုးကြီးဘိုက်ပြောတာဦးဇင်းတို့တရားဟောတဲ့ခါလို့နိုင်ဝါတော့ပါဠိလိုဘာလို့ပြန်ရွတ်လို့မရဘူးတော့ထောက်ပုံကြီးကြလေးပြောတာဘာကြီးလဲသူခင်လေးခင်တယ်လို့တော့ဟုတ်တယ်ဘာအဲ့မှာလူကနားလဲပါပါဠိလိုပဲရွတ်လိုက်တယ်ဆိုတော့မာနာမာလာပါမယ်တကယ်ဝါကြစစ်လားဟုတ်လားမလားကိုမသိဘူးလေအဲ့ရ15နှစ်ရွတ်လေ15နှစ်ကိုဘာလို့ပြန်ပြလိုက်မကောင်းဘူးဘာကြီးအဲ့ဒီလေပုံလေးနဲ့ပုံလေး masculine feminine language တခုမှာ
language တိုင်းမှာဒါရှိတယ် ဒါပါရေးရတယ်ဒီဘိုင်းလေးကတက်ပါ ဒါ တော့ ဒါလေးဒါလေးပဲဒါအရင်ကအမိုးတွေရှိတယ်ဒီအဲ့လိုစောက်အောင် ကျွန် ဒီဦးစင်းလေးကဒါဘိုင်းကြီးရပါအောင်နော် တော်ကဖျားเจ้าဥစားတယ် ဟုတ်စမ်း this is အော်အင်္ဂလိပ်လိုပြောတယ် ရတယ်အင်္ဂလိပ်ရောဗမာလိုရောနှစ်ခုလုံးပြောလို့ရ you can explain in English ဩ this DOMED one word ROOF how do you pronounce DOMED one word ROOF how do you pronounce ဘာလို့ baby ရွာသား baby တကယ်ရွာသားလေးပါအင်္ဂလိပ်ကြာနေပြီပိုင်းဒီမှာအဖြေရမယ်နော်ဒါမသိပါဘူးဒုတိယ M rapid DOF don't look your dictionary no what I just use open what yes DO I am a DOMED is it DOMED ဦးစင်းလောက်စမ်းပါခေါင်းတွေခါ ချွေးတယ်နေရချွေးတယ် ဦးစင်း မရဘူးသူကကျွမ်းတော့ ဟုတ်လား သူကကျွမ်းဆို ဘာကြီးလဲဟိုကိုနဲ့ပတ်တယ်လို့တမန်အပိုင်းလို့လူဝိတွေပါရှိမရှိနေတွေပါရှိမရှိဘာကြလဲပြောချင်တာအင်္ဂလိပ်စာရေးကြည့်တယ်ဒီမှာဘာကြီးနိုင်ငံသားတွေပါစကားရတယ်ဘာကြီးကျန်တဲ့စကားနည်းနည်းစီတတ်တယ်ဒါပေမဲ့မင်းကတော့အင်္ဂလိပ်အဲဒါကြောင့်ဒီစကားတွေရှိတယ်ဒီထဲမှာဒီက၄ပါးသာရှိတယ်ဘာကြီးဒါတွေဖတ်လို့ရတယ်အာမေးနီးယားရှိတယ်လက်တင်ရှိတယ်ပို့တူရှိတယ်အတော့ရလားအေးစာရင်းနဲ့ လက်ကျန် ပေါ်တူလည်းရတာပေါ်တူဂီလည်းရတာ နည်းနည်းပါပါရ နည်းနည်းပါ ဒီသမိုင်းကြောင်ပါရ အင်္ဂလိပ်ကလက်ကျန်ကဆင်းတက်လာတာလက်ကျန်ပါလာ ဒီလူကဦးမထက်သေးဒီတယောက်မှာD O pam M E D G တလုံး R O O F roof ဟမ် roof အမိုး ဘာလဲဒါ depth roof ဟမ် အတူတွေနဲ့ဆိုတော့ depth roof ဟမ် depth roof ဒီဘိုက် ဘာ ထိုင် ခိုင်းတော့ depth အင်္ဂလိပ်စာမှာဘိုက်နေပြီလေနော် ပိုကောင်းပါလေ ဒီရောက်လို့ရှိပိုးစီDome roof Dome roof အမိုးခိုးဒီဖျားเจ้าကိုဖြစ်တာဒီလောင်းပြားဒါဖုံးတော်ကြီးစင်ဒီဖုံးတော်ယူတတ်တာဒီအလောင်းပြားဘောင်းပြက်ပြီးရွှေဘူးကြတာဒီအလောင်းပြား လောက်ပြ လောင်ဖေးရ စင်ပြလား okay ပေါ်တူဂီနဲ့ကဆိုင်တာဟောနဲ့ငစင်ကနဲ့ကဆိုင် မဆိုင် မဆိုင်ဘူး တိတ်ချက်မားနေသည့်ချက်ဒီရာစုနဲ့မတူတာနေ့ချက်လူများပြောတဲ့စကားကိုယုံတာ อืม သုံးချက်ဒီထဲမှာရှိတဲ့ပေါ်တူဂီစာကိုမဖတ်တတ်တာရပြီလားဘာရှင်းပြစင်ပြလား ပြေးတယ် ရပြီတော့လားဆိုဒိတ်ပဲရှိတယ်နော်ဘိုက်ထားရာစုနဲ့မတူတာလည်းဒီလိုဘယ်တော့မှလူများပြောတဲ့ဥပမာငထွေယူငလုံးလို့ပဲမြစ်ကိုဖြတ်ကူးနေနွားရှင်းသုံးတဲ့တပြန်နဲ့ဖြစ်ပါမလားလို့ ဒါတော့ပါဇက်ရာဇုံလို့ဖြစ်နေပကံမှာ ကိုမမင်းပေါ်မယုံနဲ့ อืม ဟုတ်ပြီမယုံနဲ့လို့တတ်တယ်မယုံနဲ့အေးပေါ်မဟုတ်မယုံနဲ့ကိုမပေါ်လို့လိုက်မပေါ်တော့တကယ်ဖြစ်စင်ကပါလေကိုသိထားမယ်သတိကန်3ခုပေါင်း180ရှိရမှာ150ဆိုမယုံနဲ့ อืม ဂျောမထရီ ဒါပေမဲ့ national အောင်ကြတော့ရှိနေတာကျတော့ proof လုပ်လို့ရတယ်ဒီပိုင်းဟုတ်တယ် လက်ရှင်အောင်ဆိုလို့ရှိရင်ငစင်အောင်သွားတွဲလိုက် ဟုတ်တယ်တွဲရမှာ तू ကလက်ရှင်အောင်ကက်သလစ်စစ် ဟုတ်တယ် အဲ့မှာငုတ်တုံမိ อื တာ มတော့ကတ်တဲ့ပဲယူသွားတယ် ကက်သလစ်လေ อืม ဒီနန်းဦးကျောင်းကအပိုင်းလို့လေပတ်သက်တာလမ်းကြောင်းနဲ့ဆိုင်အဲ့ तू က occupy ထိန်းထားတာပေါ့ဟုတ်လားလမ်းဒီပါလို့ဆိုလို့နော်ဟိုဆောက်ရှုံးသွားပြီလူခံတို့ကြောက်တန်ကြီးထူပါတယ်နန်းကြီးခါခတ်ပြီးတော့တော့ဘေးကဒကာတွေလည်းမြောက်ပေးရလဲပါပါလိမ့်မယ်twin စားရေးပေါ့ပြောတော့ပြောကောင်းတဲ့စကားနောက်ပိုင်ရှင်ပေါ်လာတဲ့ခါကျပြန်ဖြတ်တော့တိမ်ဘလောက်ကိုပါသဘောပေါက်နော်တကယ်တော့အဲ့ဒီလမ်းတောင်ပိုင်းလို့နေကက်သလစ် อืม လက်ရှင်တော့မစင်ရလား
ငစင်ကားရဲ့ဥစားအမှရှိတာ အဲ ဩ ငစင်ကရဲ့အုပ်ကူကမရှိဘူး မရှိ မရှိဘူးဆိုတော့ဘာပြောလဲတိကျငစင်ကောင်မုန်းတဲ့ချက်တည်းမှာအများတော့အချက်တွေများတယ်တခုချင်းပြောရမလား ပြောရတယ် သူကိုလိုဒီဖြစ်တယ်နော်ကက်သလစ်ဖြစ်တဲ့အတွက်နေချက်မှာဆိုလို့ อืม စီဝါရှာမှာဆိုလို့နောက်ဆုံးချက်ဒီခေါင်းလောင်းသွားလိုက်တော့ อืม ကို့ထက်ခေါင်းလောင်းဘယ်ချင်းမင်းလာယူဘယ်ချင်းဘာလို့ဒီကောင်မပြောမနဲ့သူယူလို့ရမလားသူလည်းသူ့ခွဲသဘောဖြစ်ပြောပြတာကို့ကိုခိုးပြီးပါကို့ကိုလှုပ်ချင်လှုပ်ပြီးတော့မှသူ့ကျေးရတဲ့ကိုရောင်းသားပြီးတော့မှ อืม ဒီခေါင်းလောင်းကိုခိုးပါသူကဒီပညာလည်းတက်တယ်လို့နော်စီစဉ်လုပ်ပါ ခေါင်းလောင်းကလည်းသူ့ပဲဆွဲတာပဲဆွဲတာပဲ အဲ့ဒါမှအမှစကားပြောဒါမှပူတတ်ချင်တာ ဟုတ်တယ်လေ တကယ်တမ်းကျတော့ကိုယ့်ကိုလုပ်ပြီး อืม တိုင်ပါသားတိုက်ပါလူနေစုလေးအပိုင်းမေးလိုက်တယ်ဒီလိုပဲအပိုင်းလို့ကိုရောက်ဆိုတော့တိုက်ပုံကြီးကြားနေဟုတ်ဒီခေါင်းခိုးတယ်တော့ဟုတ်လားကဲဟုတ်ပိုင်းအရွယ်တော့ဗောနော်ဒီလို90လောက်ရှိမယ်60ချက်လိုက်ဘာထောက်ထားရှိလဲအဲ့လိုကြားလို့လေဝါဖောင်နဲ့ခေါင်းလောင်းကိုချတာတစ်ဖောင်နဲ့လားဘေကင်းနဲ့တုံးနဲ့ရွက်လင်သူမနဲ့တခုမှမသိဘူးဟုတ်တယ်ကိုယ့်ကိုလို့ရွာမှာဓမြတိုက်အိမ်မှာဓမြတိုက်အိမ်ကမှာနီးတဲ့လူအခြေအနေမသိထားရင်တော့လုပ်နေတာ ဟုတ်လေတကယ်လို့ဥဆန်လင်းတို့ကဖော်လို့ပေါ်သွားရင်တခါကြီးတရားခံကပေါ်ပြီပေါ့ ဥစ္စာလေးပေါ်စရာကအဲ့ဒီခေတ်ကတိုင်းပြည်ကဘလို့ဖြစ်လို့သူဘလို့ trade နဲ့ဘလို့သုံးလာလဲကိုကသိတယ် မသိဘူး တော့ stop သူတို့ပေါ်တော့ ဟုတ်ပြီတော့ပေါ်နိုင်မလား မပေါ်ဘူးလားဒါပေမဲ့တွေ့ရလို့ပြောတယ် ဒီကိုစင်မောပြက်တွေလို့ပြော အဲတင်မောပြက်တွေရောဘာတွေရောညာတယ် ရှိရရှိလား သူကပြောတာဘာကြီးတော့သူ့ဒီငစင်ကောင်ကိုရောင်းစားတယ် ဟုတ်လား သူ့လူကသူ့ကိုရောင်းစား ခေါင်းခံခိုင်းလိုက်တာပေါ့အဲ့လိုပုံစံ မဟုတ်သူနိုင်ငံသားမလို့မုန်းတာလေ အဲအကြောင်းမလို့ ကက်တလစ်ဖြစ်တာလေမုန်းတာလေ อืม သူကဈေးပြီးဝယ်ချင်လို့ဝယ်မှာပေါ့သဘောပြပြတာကိုဒါအသေးစိတ်တော့မသိရဘူးနော်အဲ့ဒါဒါမျိုးကိုဖျားပြီးတဲ့ talent စင်လူတရားလေးနဲ့ပေါ့စမ်းကြည့်ဖြစ်တယ်မဖြစ်တယ်ပေါ့ကြည့်ရတွားပြီးသူ့ကိုပြောတယ်ဒီရွှေတော်ဖျားကိုခေါင်းလုံးခိုးကြအကြောင်းကငစင်ကဘယ်လိုပတ်သက်မှာ မဟုတ်အချင်းရလဲဟိုတိုင်းသမားလက်ရောက်နေတာဟုတ် ကြောက်ပြီးတော့ဘောကဗုဒ္ဓဘာသာတွေပဲ မဟုတ်လေ ဘယ်လိုလုပ်ရမှာ မဟုတ်လေခေါ်ဘက်ကပဲမယ်လို့ ပြောကြည့် အဲ ဘာရှိဘူးတူကယူရမှာ မဟုတ်လေသူကအကုန်လုံးကဒီမှာအုပ်ချုပ်နေတာကအင်္ဂလိပ်ခေတ်ဆိုတော့ဒါလည်းဖြစ်နိုင်ပါလားဖြစ်နိုင်တယ်ဆိုတော့ဒါပဲခေါင်းခံတာတော့ဘလို့ခေါင်းခံသွားလဲဆိုတာငစင်ကောင်ပဲခေါင်းခံသွားခေါင်းချပါ အင်္ဂလိပ်က အဲ့လိုပြောတာ အင်္ဂလိပ်ကဒီချစ်ကမှအင်္ဂလိပ်ခေ तू ကအင်္ဂလိပ်ကျဆိုတာ ငစင်ကဆောတာ ဟုတ်လားအဲ့ဒါကြောင့်ပြောတာပေါ့ထားပါတော့ဦးစုလောက်ကြီးမလေးလာမိတော့မသိဘူးဘာကြတော့မသိတာပဲနော်ထားပါဘူးတူရလုံးကတိချက်ဒီကက်တလစ်ကိုမုန်းတာ อืม လက်ချက်ဒီလိုခေါင်းကခက်ဦးစုပြောခေါင်းကခက်ခေါင်းရောက်စားတာ ဟုတ်တယ် နော်ဒါပဲဟုတ်တယ်သူပြောတာလေဟုတ်တယ်ဦးစုဒါပေမဲ့ကိုယ့်ကိုမြည်သူမပြုတ်ရင်မိမိမှုပဲလေအဲ့ဒီကောင်ကဘာပြောမလဲရွှေတကုံအဘိုးဆက်ကပြောသူတို့နွားလဲလေးနဲ့လာပြီးတော့မင်းစားဥစားကွယ်ခင်းနေပါလေကောက်ရိုးတယ်နွားစားကြီးလို့ဇီဒီကိုလာပူရတာအဘကြီးဘိုးဘွားကြီးပြောနော်အဲ့လိုမျိုးလေးပေါ့ဘူးတူတာပါနော်ဘာကြီးတော့နော်ရွှေတကုံနဲ့ရွှေမော်တော်နဲ့ညီကိုနှစ်ယောက်တည်းဘာကြီးခက်ကပြောတာပေါ့နော်ဟုတ်လို့တော့ပြောတယ်နော်အဲ့လိုလေးလည်းရှိတာပေါ့နော်အဲ့ဟုတ်ချင်ဟုတ်မယ်မဟုတ်ချင်မဟုတ်ဘူးပေါ့နော်ဒါပဲသတိရတာလေးကတော့ပိုက်တန်ပြတာရွှေတကုံနွားလဲလေးလာပြီးတော့နွားလဲခက်နော်ညနေလား ဒီတော့ပုံလေးတွေ့ရမလား ဇီ ရှေ့တော့ပုံလေးငါလက်လေးနဲ့လေဟာလာပြီးတော့လေတရားလာပြီး အဲ့ဒါလေးခက်ဖြစ်ပါလေနော် So any question to us ပါမိစားရှိရပါ Hey ဟုတ်ဦးစင် question နဲ့ဗာမေးမလဲဗာမေးမလဲဟောလို့အင်္ဂလိပ်လိုလို့နည်းနည်းပါမေးတခါကြီး လာထဲသွားပြီဘောတာလေးလာရအောင်ဒါပေမဲ့အဘကြီးရင်ကတယ်နော် ရင်ငတ်တယ် တော့ရင်ကတယ်နော်ရမ်းပါပဲအခုပြောတာအပြုတ်ကများနေပြီထွက်တာ
ဦးစင်းလေးသဘောပေါက်မှာ ဘာရင်ငတ်တာလဲဘာရေးလဲ ဟာ ရေငတ်တယ် ရေငတ်တယ်ဆိုတော့ပြည့်ပြောပြီး ရိုး သဘောပေါက် ရိုးရေးလားထူးရေးလား မနေ့ကလည်းအလိုက်တင်တယ်အပိုင်ရမမျောလေးအပိုင်ထိုင်းရကောင်းနေလားအရက်ကောဘီယာလုံးဟာငါရင်ကခန္ဓာမင်းလို့လာတော့ကိုတီးတယ်ခင်လဲခင်တယ်ထိုင်းလိုလဲဘာကြီးပြောပြတယ်နော်ခင်ဟာတို့လဲထိုင်းလာဝင်လာနေဒီကားစုလိုပါဘာကြီးနော် သူကပေါ်တူဂီရဲ့မြန်မာရဲ့နောက်ပြီးတော့အဲ့ဒီမှာစာ3မျိုး3ခုလား ရေကူ 4ခုလားနောက်တစ်ခုကအင်္ဂလိပ်လား အင်္ဂလိပ်ခေမဟုတ်ဘူးလို့အဲ့ဒါတော့ပြောတာအင်္ဂလိပ်ခေမဟုတ်ဘူးလို့ကိုကောင်းသွားမပြောတဲ့ကစင်ကောင်တော့အင်္ဂလိပ်ခေမဟုတ်ဘူး ဘာစာလဲဆို လာခဲ့လာခဲ့ အဲ့ဒီစာလေးကိုသိကြ ဒါကမ်ပြေ four of you come please come inside no English အတန်းနဲ့ဦးဇင်းရှိရတယ်အကုန်လုံးတက်ပါတယ်ဘာလို့မတက်တာလဲ ဒါပါတော့ဒါအဒါ လုံးပြန်ပြီဒီရှုပ်တော့ဟိုဦးဇင်းထဲကိုကြွဒီမှာအလေးအောင်လေးထားပေးဦး ပါနေထုတ်ပေး မရဘူးလာထဲကိုလာလေးအောင်မောင်းနေတယ် ထဲထဲကျော် ဟာရွှေကုံမုံဖြစ်ကုန်ပြီဖက်ကတော့လာ ကျော် ဦးဇင်းတို့ပြန်တဲ့ခါကျဒါလေးသိရတာပေါ့ကိုတပိသားမျိုးရတာဟုတ်ကဲ့ဘူးလို့ဘက်ကိုကြွဒီလေးအောင်လေးထားပေး အဲ့ဒါကွက်တီ ဒါပေါ်တူဂီစာဒါအာမီးနီးစာဒါလက်တင်စာဒါရှေ့ခေတ်ကမြန်မာစာ မြန်မာ ဦးဇင်းရဒီဘေးတောင်းအရိုက်ဒီမရဘူးလား မြင်နေရတယ် ဒီမှာမောင်လို့ အကုန်လုံးမြင်ရ ဦးဇင်းတော့ဟုတ်တယ်ဒီမှာဒီဦးဇင်းတွေတွေ့ရွှေကုံမုံဖြစ်နေပြီလားကေစကားလည်းစိုး အကုန်မြင်ရတယ် ရလား ဖုန်းထဲမှာအကုန်မြင်နေရ အေးတွေ့ရတော့ဘိုက်မဆက်ဘူးနော် Sacred Temple Hawk this is a holy temple ဒါတရှိတဲ့ဖျားဆောင်ဒီဖျားဆောင်တူတယ် ဟောလီ ဟော holy HOLY နော် holy a good day yeah holy place Via de Maria Virginity the concept Latin English Michaelic pipe and Latin English Michaelic concession and virgin means a few met and you choose no can yamero Maria Yalaမြင်လား and then Nicholas Day I mean Kung Dayယောက်ျားနဲ့မိန်းမပေါ့နီကိုလတ်ကယောက်ျားအာမင်းနဲ့ရွှေဒင်းကားတွေလူပြီးတော့ဒီပုံစံဒီပြောင်းဆောက်ပစ်တယ်စီပီကနေဆောက်ပစ်တယ်ပြီးတော့ဆောက်ဖို့တောက်ဖို့လူမာတွေဆောက်ရှောက်ဖို့ပေါ့နော်ပြီးခဲ့တဲ့ရွှေဒင်းကားတွေပေါ့နော်ပြီးတော့ဒါဘုရားကျောင်းပဲအန်နူဒိုမနီစာ NDCC and M ဆိုတာ1000 D ဆိုတာ500 CC 100 900 F 1750 AD ဆိုတော့ AD ဆိုတာ after Christ လေ BC ဆိုတာ before Christ ပေါ့နော်ဒီလိုပြောချင်တယ်ဗျာနော်အဲ့ဒါလူတူရလူငါပိုင်းနေရပါတယ်ပထမကမ္ဘာစစ်မတိုင်ခင်တည်းကဘုရားကျောင်းရှိထားတဲ့အပြင်ကိုအမေရိကလွတ်လပ်ရေးထဲမှာစောနေတာ Independence of America သူ့ထက်ပါဒီဘုရားကျောင်းစော 1950 ဟမ် 1950 ငစင်က16ကလေ ဟုတ်တယ် အဲ့ဒါကြောင့်အလွတ်ကြီးပြီကူကဟိုသွားပြောလို့အင်္ဂလိပ်နဲ့မဆိုင်တော့ဘူးလေ ဒါပေါ်တူဂီစာ အဲ့ဒါပေါ်ဒီအပိုင်းပတ်ပြန် ဒါပေါ်တူဂီစာဒါနဲ့မှာ ဒီမှာပေါ်တူဂီကအရေးကြီးပြီဒါအရေးကြီးဆုံးချက်ဥပဒေနဲ့ဓာတ်ကြောက်ထိပါဒီတစ်ချက်က this is sand cloth SAND sand CLUCK cloth sand cloth SP တဲနိုင် TIM time အချိန်နော် this is depth time and depth That's we all are sure one day must die ဒီတနေ့စီရတယ်မသိခင်ချစ်ပင်ပြစ်အနည်းမပါဒီခန္ဓာရှင်းပြလာပါပြောတာညာ သူကပုံနဲ့ပြသွားတာပေါ့ အဲဒီမှာဓမ္မပြည့်စုံတာဟိုလက်စစ်မှာလည်းဒါရှိမယ်ဂျက်စပရိုဟိုပယ်တွင်းမှာဒါပဲပါဒီကောင်ကြံခဲ့တာလေဓမ္မပြည့်စုံမှာပြောရမလားကဲပိုက်ဆက်မယ်နော်ပေါ်တူဂီလိုအကွေဆာဆက်ကလော်ကရော့ပစ်မာရီယာဒီကိုအန်တိုနီယိုဖင်နန်ဒက်စ်ဖိလစ်ဒီပီတိုဖုန်းတော့ဒီဆာဆာမဆန်လီတဲ့ဒီလိုပြောလိုက်ဒီအမျိုးသမီးကွယ်လွန်လာအသက်က48နှစ်တယောက်ကြားအန်တိုနီဖင်နန်ဒက်ငစင်ကမဟုတ်ဘူးသူသားဆရာကြီးဒေတာမွေးသမီးကြီးအသက်48နှစ်ကန်နေပြီလို့ပြောသူကတာသနာပြုပေါ်တူဂီမိသားစု this is not the real tomb ဒါတကယ်အုပ်ကူမို့ just they brought only stone tablet from cemetery တင်းချင်းကမဒီပေါ်ချောက်ပြားလေးပြင်နေတယ်အင်္ဂလိပ်ကဘီလက်မရှိမပြတ်တာဆရာခင်ဗျာတတိတဲ့အုပ်ကူဆိုတော့ချောက်ဝင်မှုနေလေးတွန့်တာပေါ့နော်။ဘာကြောင့်မဟုတ်ဘူးဒါလေးတွေကသိရဖို့နော်ဒါတမိုင်းဝင်ရှေ့ဆုံးကတာသနာပြုပေါ်တူဂီကိုညီပေါင်းထုတ်ပြတာတာသနာပြုလို့ဆိုပြီးတော့နော်အမေအမေတားရဲ့အကြောင်းလေးပေါ့နော်ငစင်ကလည်းမဆိုင်ဘူးအဲ့မှာငုတ်တုံးမိဘူးလေ ငစင်ကနဲ့ရော
ဒီဟာကဟို ပေါ်တူဂီချင်းတူတော့ရောနိုင်တာလေကက်သလစ်လည်းဖြစ်တယ်ပေါ်တူဂီလည်းဖြစ်တယ်ဆိုတော့ရောနိုင်တယ်လေဒါပေမဲ့သူတို့မမမိတာကြီးရာစုနှစ်ကမှားတာမစင်အောင်ပြောရင်နတ်စင်အောင်ပြောအောင်သူချက်ကမှ တီတာ ဦးတည်တယ်ဒါကက်သလစ်ဖြစ်တဲ့ပြီးတာသနာပြုကိစ္စဟိုကောင်ကိုလိုနီနဲ့ပတ်သက်တဲ့ကိစ္စတို့ပါသူဇာလန်ဟုတ်ပြီမှာပါအခုကနှစ်300နှစ်လေးဆိုနှစ်ပေါင်း1000ပဲထုတ်သွားဘူးအဲ့ဒီမှာခရိယာကက်ကလေးမရောက်ဘူးသူခွင့်ပေးမှရမှာသူရှင်မင်းလေးဒီချင်းဟုတ်တယ်မလားဆိုတော့ဘာပြောညီမချင်းပြောတာပါနော်သူကဒါကောင်းတယ်စမတတ်ဘူးဒါမြစ်တာတရားအားကောင်းတယ်သူ့အလုပ်သမားတွေကနိုင်ငံပေါင်းတော့ချစ်ချင်းနေတာမင်းတို့နိုင်ငံမင်းတို့လာတော့မထိုးချင်တဲ့ကတိလေးထိုးပါတော့ဒါမှဖြစ်ဘူးဟိုနောင်တော့အစီအစဉ်ကြည့်လာဒီဒါတရားသဘောပြောပြတာပဲနော်မြစ်တာတရားကိုသူကချစ်ချင်းနေတာချစ်ချင်းနေတာဘယ်ဟာစလဲနေ့လဲလာတော့ဘိုက်တော့ဆောက်တယ်ချစ်ချင်းနေတာပဲကျွတ်မျက်လုံးကစားနှလုံးကအာရုံကစားရင်လည်းစချစ်ချင်းနေတာအိမ်ကစားတယ်ဦးစင်းဆိုဦးစင်းကျောင်းကစားမှာဟုတ်တယ်မလားဘိုက် Charity begin at home ချစ်ချင်းနေတာအိမ်ကစားနိုင်ငံခြားစားလို့မရဘူးချီးနာလည်းစားလို့မရဘူးသူတို့အခု China လို့ခေါ်တယ်က CHI ဆိုချီးပဲအဲ့ဒီဆိုနာချီးနာဟိုက China CILD China အဲ့ဒီနာ China လို့ခေါ်တယ်ဘာရလို့ခေါ် ရှင်းရလို့ပဲပေါ့လေ အမမချီးနာ ချင်းနာလို့ခေါ်မှာ အခုကြောက်ပြူကပို့ထား to stop ဒါမြေဟိုကနာနော်မြေတာတရားကိုကြည့်တာအခုတလုံးရပါပြီနော်ကျောင်းစုကျောင်းချစ်ချင်းမြတ်တာရှိတာအိမ်စုအိမ်ချစ်ချင်းဟုတ်တယ်မလားပဲပြောနော်နောက်တလုံးများသွားမယ်ဒီအိမ်ကပြောများသွား ရတယ်များပါလား အများဦးနည်းသေးတယ်ဘာလို့လဲဒီမှာမမိုရီဟိုရှိသေးတယ် common sense cannot bind in the bazaar အချောင်းနေပြီနော် ဓမ္မရေးသိတော့ ပြီးမှရေးတိုင်းပြီးမှရေးတိုင်း common sense cannot bind in bazaar bazaar ဆိုတော့ဗါလေbazaar ဆိုbazaar ဦးစင်ဘာလဲချစ်ချစ်ခင်ခင်ပြောတော့ဒါမြစ်တာဓာတ်ကြောင့်ဟိုမှာရုပ်ရှင်မင်းသားတွေရောဆရာဝန်တွေလိုပခုံးလေးဖက်ပြီးသူစကားပြောကြတယ်ဒါမြစ်တာတရားမြစ်တာဒါမတွေ့ဘူးတဲ့လူကဒီမိနစ်ပိုင်းလေးနဲ့ချစ်ချစ်ခင်ဘယ်လိုပြောလို့ရမှာလဲကွာဟုတ်တယ်မလားဟိုဘာပြောဟိုခုနကချစ်ချင်းမြစ်တာအိမ်အားစားတယ်လို့နော် charity begin at home ဆိုတယ်လို့နော် common sense cannot buy စင်ញုံတရားကဈေးမှာဝယ်လို့မရဘူးဟမ်ဟုတ်ကဲ့လားဒါလေးသိစီရှိမတော်ကြီးများပါနော်ဘာခေါင်းလုံးထုံးမယ်ခုနပြောရအောင် first second lighthouse ဒီတင်မောကြည့်မယ်အဲ့ဒီကျရေပြင်တက်တက်ကြည့်ည9နိုင်လောက်မှရွှေတကူရဲ့စီမီပူစာရေးလို့ပဲကြည့်ရဒါရေပြင်အတက်ကြငစင်ကတော့နေရဟုတ်ကောကဲပိုက်ဒီတစ်ပင်မရှိဘူးအခု SB တို့ today because of the climate change ဝဲတဲ့ရာသီဥတုပြောင်းသွားလို့တာအခုအဲ့လိုဖြစ်သွားရလားဦးစင်ရတယ် အေး လှေတွေကဘယ်ရတက်မှာ ဒီမှာရှိတယ်သူပြောက်သူလမ်းကြောင်း ဟောဒီလိုကြီးတက်ပါဩ အများကြီးတက်ဆံမလို့တော့သူရိုးရဲမိပြီလေ ဩ ဒီအောက်မှာထန်းတယ်ခုနပြောတဲ့ဘာကြီးအရှင်ကထန်းတယ်ဒီမှာလာပြီးတော့အောက်မှာထားပြီးတော့ PPC တွေတည်ပြီးတော့သူဟိုပြဝန်တရားဆက်သားလို့သူ့ပေါ်မှာလို့ပြောတော့တကြုံဝင်တကြုံထွက်ရွက်လင်သေးပေါ်နေတော့ပစ္စည်းတွေဦးရပါဦးဆိုအရင်ထုံသွားပြီနော်ဒီဖျားနဲ့စင်ပြီးမှဘာမှရှိတယ်ဆိုတော့ဦးစင်မလေးရှားရောက်တယ် no မလေးရှားမှာစင်လာချက်လိုက်တယ်မလေးရှားမှာလည်းဒီဖျားနဲ့စင်ပြီးမှခိုင်အောင်ရှိတယ်ဘယ်အထောက်ထားခိုင်လို့ပြောကြတယ်နော်စီစီ obrigado thank you ရပြီတော့ ရပြီဒီကနေဆင်းပြီးတော့ဦးစင်ဒီကနေသွားလိုက်တော့ဒီကတော့ရှေ့လမ်းမရောက်နော်ကဲ obrigado adios adios ဆိုတာ bye bye ပေါ်တူဂီလိုပြောတာ adios boss avenue may god bless you all
ညတင်ကောင်းကြီးလည်းတင်တော့အားလုံးကိုဆက်ရောက်ပါစီ ဟာလေလုယာ အားလေးဟုတ်ပြီ ဟာလေလုယာ သူ့လည်းခေါ်ဓမ္မစရာခေါ်လို့ရတော့ ပါပြီနော် ဟာလေလူရအောင်လှုပ်လိုက်သေးတယ်ဓမ္မ ဒီ live မှာဟောတာ